ဘုန်းကြီးကိုယ်တိုင်ပြောမယ်ဆိုလို့ရှိရင်ငယ်တော့လူရဝင်ရင်တော့အသက်ကြီးချင်တယ်အခုကြီးချင်တော့ကြီးလာတဲ့အခါပြန်ငယ်ချင်နေပြန်ဓမ္မနာပြောတာနော်ငယ်တော့လူကြီးလုပ်ချင်တာလူကြီးလုပ်ချင်တော့အသက်ကြီးချင်တယ်ကြီးချင်တယ်ကွာကောဘာလို့လဲဆိုလူကြီးဆိုတာသူ့ပြောမဲ့ဆိုမဲ့မှန်မဲ့ငေါ့မဲ့လူမရှိဘူးကွာကလေးဆိုရင်အမှန်ခံရတယ်ငေါ့ခံရတယ်ဟိုကခိုင်းတာခိုင်းအဲ့မကြိုက်ဘူးမကြိုက်တော့ကိုယ်ကလည်းသူတို့လိုပဲခါထောက်ပြီးခိုင်းကျင်တော့လူကြီးဖြစ်ချင်တယ်အဲ့တော့အခုကြီးလာတော့ပြန်ငယ်ခြင်းမြန်နဲ့မရတော့အဲ့တော့ငယ်တော့လည်းကြီးချင်လို့မရဘူးကြီးတော့လည်းပြန်ငယ်ခြင်းလို့မရဘူးရလားမရဘူးအဲ့ဒါကိုပြောအပိခဝါကောင်းတာတွေမျောလင်းလို့လည်းမရဘူးတဲ့ဥပါဒယသပရိတတတိတဲ့အဲ့ဒီမှာငါဟာဆိုတဲ့ဆွလမ်းမှုတွေကြောင့်ပရိတတတိပြန်ပြီးတော့တောင်းတမှုတွေဖြစ်လာတယ်ပူပါမှုတွေတောင်းတမှုတွေဖြစ်လာတယ်တန်တမှုတွေဖြစ်လာတယ်ငတ်မွတ်မှုတွေဖြစ်လာတယ်အဲ့တော့စိတ်ခံစားမှုကြီးအပဲကောင်းတော့မှာတော့ပေါ့နော်အဲ့လိုဖြစ်တာကိုပြောအဲ့တော့မြတ်စွာဘုရားခေါ်လို့ရင်ကိုဒီစကလုံးနှလုံးနဲ့ဒါအနှစ်ချုပ်ပြီးတော့ပြောပြတာပါအဲ့တော့ကိုလုံးအမှာပါတော့ဆိုလို့ရှိရင်မြတ်စွာဘုရားနောက်ကဖြေဟောတာအနုပါဒာအပရိတတနာဆွဲလမ်းမှုကိုဖျောက်တော့ဆွဲလမ်းမှုမရှိမှခုနဒီအဖြစ်ပြက်တွေပျောက်မှာတဲ့အဲ့တော့ဆွဲလမ်းမှုကိုဖျောက်ဆိုဘာနဲ့ဖျောက်အောင်ပါတော့ရှုပ်ကိုရုပ်လိုပဲမှတ်တာနာမ်ကိုနာမ်လိုပဲမှတ်တာငါလိုမမှတ်နဲ့ငါလိုမထင်နဲ့ကြိုးစားပြီးတော့ဝိပဿနာဉာဏ်မြင်ရအောင်ကြိုးစားအဲ့ဒါလို့ထားလို့ရှိရင်အခုပြောတဲ့ပြဿနာတွေမရှိတော့နော်အိုးလိုက်ရင်လည်းငါအိုးတာမဟုတ်ဘူးယုတ်တရားအိုးတာနန္တရားအိုးတာပြက်သွားရင်လည်းငါပြက်တာမဟုတ်ဘူးယုတ်တရားနန္တရားပြက်တာငါဟာပြက်တာလည်းမဟုတ်ဘူးငါနဲ့ယုတ်တရားနန္တရားတွေနဲ့ခွဲထားလိုက်တယ်ခွဲထားလိုက်ရင်တောကတက်တာသွားပြီအဲ့လိုမှမဟုတ်ရင်ငါမှဖြစ်ရလေချင်းငါမှဖြစ်ရသလားသူများတွေကြတော့ပြောရွှင်တယ်ငါကြမှာဖြစ်ရသလားမဟုတ်တူတူပဲအလုံးဟာနော်အလုံးဟာဖြစ်ကြမှာရှိပဲအဲ့ဒါလို့မမှန်ကန်ကန်နှလုံးသွင်းနိုင်ဖို့ရသော်ဗျာဒီသုတ်တန်ကိုဟောတာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီနှစ်ခုဟာရသော်ဗျာဒီတတန္တရဖြစ်ရခြင်းဟာဒီဆွဲလန်းမှုကြောင့်ဖြစ်တယ်ဒိဋ္ဌိနဲ့တဏှာမာယွင်နဲ့အမြင်နဲ့ဆွဲလန်းခြင်းငါဟာလို့သိမ့်ပိုက်လို့တဲ့တဏှာနဲ့ဆွဲလန်းခြင်းအဲ့ဒီဆွဲလန်းမှုနှစ်ခုသည်တန်တမှုကိုဖြစ်ပေါ်စေတယ်အဲ့ဒီဆွဲလန်းမှုမရှိဘူးဆိုလို့ရှိရင်တန်တမှုမဖြစ်စေအဲ့ဒီအကြောင်းနဲ့အကျိုးကိုမြတ်စွာဘုရားဟောတာဘာရှုလို့မဟောဘူးဘာရှုလို့မဟောဘူးဆိုတာကောက်ချက်ချခြင်းရှုဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုငါလို့မမြင်နဲ့ငါဟာလို့လည်းမမြင်နဲ့နော်ရှုဝေဒနာရုပ်ဝေဒနာလို့ပဲမြင်ဆိုဒါဝိပဿနာအမြင်ဖြစ်အောင်ကြိုးစားအမှန်မြင်မှုကြိုးစားဆိုတဲ့သမ္မာဒိဋ္ဌိဝိပဿနာသမ္မာဒိဋ္ဌိအမြင်ရဖို့မြတ်စွာဘုရားဟောကြားတာဖြစ်တယ်မှန်မြင်မှုဟောတာပဲဖြစ်တယ်